အားလုံးပဲမင်္ဂလာပါပေါ်တာတွေ10ရက်4လ2025အတွက်ကျွန်တော်ရဲ့ထူးရှယ်ဒီနေ့ရော16ခွဲပေးမယ်နော်ဒီနေ့ကခဏန်းကြိုက်တဲ့ဟာတွေပြန်တော့ကြောင်း16ခွဲပေးပါမယ်မနေ့ကပေါက်တယ်နော်ပေါ်တာတွေမနေ့ကပေါက်တယ်မနေ့ကဇာတုံနဲ့မြတ်ပါတယ်ခေဒီနေ့လည်း16ခွဲ10ရက်4လ2025အတွက်တနေ့ကုန်16ခွဲကတော့ဘာတွေဖြစ်မလို့ပေါ်တာတွေကဲကျွန်တော်တို့ကြည့်လိုက်ကြအောင်နော်6ခွန်6နှစ်1ခွန်1နှစ်9ခွန်9နှစ်ခွန်20ခွန်3ခွန်4ခွန်5ခွန်8 20နှစ်3နှစ်4နှစ်5နှစ်8ဖြစ်ပါတယ်။ကဲဘောဓာလေးမကပေါက်ပါစေပြီးတော့ကတိတော်မှာပေးမှာကင်းဝေးပါစေစိတ်ချမ်းသာခြင်းကိုချမ်းသာခြင်းပြည့်စုံကြပါစေအခုတော့ကောင်းမှုများများပြုလုပ်နိုင်ကြပါစေတိမ်စုကြီးလည်းပေါက်ပါစေဒီခဏနေလည်းအပီပေါက်ပါစေဗျာကဲဘောဓာလေးအားကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးကြပါအားလုံးကျေးဇူးတင်ပါတယ်